ဒီလိုရှိတယ်တကယ်ရဲ့စင်းရတဲ့အခါမှာမချွေတာနဲ့ကွာအလုံးများများလို့ငွေများများရှာခတ်ရှုပ်ရှုပ်ခတ်ပွေပွေနီးလောင်းစားသမားနဲ့ပေါင်းအရက်သမားနဲ့လည်းပေါင်းအပျော်ပါးသမားနဲ့လည်းပေါင်းရှိတာလဲချိုးကြံရမနေနဲ့တုံးတာတုံးပြီးတော့ချမ်းသာတယ်ဆိုတာချွေတာလို့မဟုတ်ဘူးကွာတလမှအိမ်သုံးစီနှုတ်ပြီးငွေကလေး9ချက်လောက်ပို့စုတယ်သူဖို့စုရောလို့ဘယ်လောက်များချမ်းသာလာမှာလဲကွာတစ်နှစ်မှငွေ60စုမိမယ်ကွာ10နှစ်မှငွေလေး600ငွေကလေး6000လောက်ချမ်းသာဖို့ဆိုရင်အနှစ်100လောက်စုရလိမ့်မယ်အနှစ်100ဆိုတော့လူလည်းမရှိတော့ဘူးသေပြီဒါကြောင့်စင်းရဲမချွေတာနဲ့ကွာချမ်းသာတဲ့သူတွေကချွေတာလို့ချမ်းသာတာမဟုတ်ဘူးငွေဝင်များလို့ချမ်းသာတာကွာငါတို့ရွာမှာကိုချစ်ကြီးဆိုတာတိတ်ပြီးချွေတာတိတ်ပြီးရိုးရိုးကုတ်ကုတ်နေတာပေါ့ကွာသူတွေတော့သူ့အိယာခေါင်းရင်းကဝါကြီးတော့စူပူလေးခွဲကြည့်တော့ငွေလေး900ပဲတွေ့ရတယ်အဲ့ဒီကိုချစ်ကြီးရဲ့အတူကမှာဖဲကစားတဲ့မြဖေးဆိုတဲ့ကောင်ကငွေလေးနှစ်ချက်ထဲနဲ့ဝင်ပြီးကစားတာမသာရက်လေတဲ့နေ့မှာငွေ9000လောက်နိုင်သွားတယ်ကွာဖဲကစားစီကျွန်တော်မြောက်ပေးနေတာမဟုတ်ဘူးကံကြမ္မာလှဲပိန်လှဲ့တဲ့သူနဲ့မှတ်လိုက်တဲ့သူကွာခြားခြင်းကိုသိစေကျွန်တော်ပြောတာကွာကိုချစ်ကြီးဟာငါသိရတော့သူ့တသက်မှာငွေ1000ပြည့်အောင်မကင်ခဲ့ရရှာဘူးအေးထမင်းလည်းတစ်ခါမှမငတ်ရှာဘူးပေါ့ကွာဒါပေမဲ့ဖဲသမားမြဖေကတော့ထမင်းလည်းငတ်ဘူးတယ်ငွေလည်းထောင်မကဘူးတောင်းတယ်ချီပြီးကင်သုံးမှုတယ်ကွာငါပြောချင်တာကတော့ကွာရေလဲလုံကြီးစုပ်ကိုဝတ်ထားတဲ့အခါမှာထိုင်ဖို့နေရာမရွေးနဲ့ကွာဖုံပေပေရွှွန့်ပေပေထိုင်နေရာမှာထိုင်ပြီးတော့အေးဘန်ကောက်လုံကြီးဝတ်ရပြီဆိုရင်တော့နေရာရွေးပြီးထိုင်ပြီးတော့ကွာရိုးကုတ်ချင်းအလုတ်ကိုဆွဲဆွဲမြဲမြဲလုပ်လို့ရှိချင်းဖင်ငင်ချင်းကိုလူတွေကချီးမွမ်းလို့ရှိကြတယ်ကွာငါကတော့အဲ့လိုမထင်ဘူးပြာတာအလုတ်လောက်ရတဲ့သူကအလုတ်ကိုဆွဲဆွဲမြဲမြဲလုပ်လေဖင်ငင်နေပြာတာသက်ရှည်လီပဲပေါ့ကွာပြာတာအလုတ်ကိုပြုတ်မှကြောက်နေလို့မင်းကြီးဘဝကိုရောက်နေမှာမဟုတ်ဘဲကွာအမှန်တော့ကံကြမ္မာလှဲပိန်အနက်ချမ်းအပေါ်ကိုရောက်နေရင်ကံမကောင်းရင်ဘဝကိုပုံအောပြရမယ်ကွာကံကောင်းရင်တော့ဘဝကိုခြွေတာပြီးတော့ဟေ့အခုလေမင်းကပွဲရုံမှာထမင်းကျက်လုံးနေတော့မင်းရဲ့ကံကြမ္မာဘိန်းကအဖြူချမ်းအောက်ကိုရောက်နေမှာပဲကွာအကောင်းဆုံးကတော့ဘိန်းကိုမွတ်နေအောင်လှည့်ပြီးတော့မောင်ရီလို့ဦးလေကတိုက်တွန်းလိုက်ပါတယ်